ကျောင်းကယူရီကျောင်းကပေါ့နော်နံပါတ်1အနေနဲ့တော့ဖအံမြို့မှာဖအံမြို့ခံဒေသခံပညာရှင်တယောက်ကဖွင့်လှစ်ထားတဲ့ကျောင်းပေါ့နော်အဓိကရည်ရွယ်ချက်ကတော့ဒီဒေသရကလေးတွေကိုနိုင်ငံတကာအဆင့်မီပညာတတ်တွေဖြစ်အောင်အခွင့်အလမ်းတွေပေးချင်လို့ပါကျောင်းလေးကိုပတ်ဝန်းကျင်ကိုတွားနောက်ထဲအကျောင်းတွေကိုတွားကြည့်တာပေါ့ကလေးတွေကြည့်ကျွန်တော်လည်းအဲ့ဒါနဲ့နောက်ပိုင်းကျတော့ဒီငွေကြီးရလဲကျွန်တော်တို့အတင်းသူ့ဟာနဲ့သူအနေထားရှိရတဲ့အတွက်ကျွန်တော်ဒီကလေးကိုယူရီကျောင်းထားပြတော့ယူရီကစဖွင့်နေဆိုတော့အဲ့လေးပုံစံမျိုးနဲ့ကျွန်တော်ပြတက်လိုက်တာသူကတင်ကြားမှုကသမီးအဆင်ပြေလားပြည်တယ်တဲ့အဲ့ဒါဆိုတော့ကြောက်သူရဲ့အဆန္ဒအဓိကမျိုးသူအဲ့လိုတက်ပြသွားတာပေါ့ဒီစချင်းတော့ကြတော့တမီးရဲ့တငယ်ချင်းတယောက်စီကနေပြီး recommend ရခဲ့ပေါ့နော်ယူရီကျောင်းကအဆင်ပြေရဲ့ဒီကလေးအတွက်ပညာရေးမှလည်းအများကြီးအထောက်ပံ့ပေးနိုင်နေဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးအကြံပြုစကားလေးရခဲ့ရပေါ့အဲကြောင့်မလို့တမီးကစုံစမ်းကြည့်ဖြစ်ခဲ့ရဲ့စုံစမ်းကြည့်လိုက်တဲ့အခါမှာတကယ်လည်းကောင်းမှုနေရာတွေ့ရတယ်တမီးအတွက်အခွင့်အလမ်းတွေအများကြီးလည်းရရှိနိုင်တာကိုသိခဲ့ရတဲ့အတွက်ကြောင့်မို့လို့ရွေးချယ်ဖြစ်ခဲ့ပါတယ်ကျွန်တော်ကဒီကနေကန်တာမဟုတ်ဘူးချားမျိုးကလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီစာတင်ဖို့အတွက်ကျောင်းတွေကိုလိုက်ရှာတယ်အဲ့ချိန်မှာကျွန်တော်အိမ်နီးနားချင်းတွေကိုမေးတဲ့အခါမှာအကုန်လုံးကယူရီကျောင်းလည်းနာမည်လည်းကြီးတယ်ကောင်းလည်းဖြစ်တော့ကြောင့်မလို့ကျွန်တော်ဒီကျောင်းရောက်ခဲ့ပြီပါဒီကျောင်းမတက်ခင်ကအတိအမားတယောက်စီကနေ recommend ရလာတယ် recommend ရလာတော့စုံစမ်းကြည့်ဖြစ်ခဲ့တယ်ပေါ့နော်စုံစမ်းကြည့်တဲ့အခါမှာလည်းထင်ထားတာထက်ပူကောင်းတယ်ပြီးတော့တမီးအတွက်အဆင်ပြေမယ်ထင်လို့ရွေးချယ်ခဲ့တယ်2018-19လောက်ကတည်းကပေါ့နော်ကျောင်းနေနဲ့မဟုတ်ပဲနဲ့ဒီမှာနွေရာသီတင်တန်းဆမ်မာကိုတက်ဖြစ်သေးရပေါ့နော်အဲ့တစ်နှစ်မှာတက်ခဲ့တာတော်တော်လေးအဆင်ပြေရယ်တော်တော်လေးလည်းကောင်းမွန်ရယ်ပေါ့နော်ကိုယ့်ရဲ့အင်္ဂလိပ်စာ skill လည်းတော်တော်လေးအဲ့ဒီမှာ basic ခိုင်ပါတယ်ယူရီကျောင်းမှာဆိုလို့ရှိရင်ကလေးတွေကို learner center approach ပေါ့နော်အရင်တော့ဆိုရင်တော့ child center approach အခုဆို learner center approach လို့ခေါ်တဲ့သင်ယူသူဗဟိုပြုချင်းကပ်နည်းကိုအသုံးပြုပြီးတော့သင်ကြားပေးနေပါတယ်ပြီးတော့ teaching strategy လို့ခေါ်တဲ့နည်းဗျူဟာအသစ်တွေနဲ့ပေါ့အဲ့ဒါတွေနဲ့လည်းကလေးတွေကိုသင်ကြားပေးနေတယ်ဘာကြောင့်လဲဆိုတော့ပုံမှန် whiteboard blackboard ကျောက်တင်ပုံမြေဖြူစာအုပ်နဲ့သင်ကြားတဲ့သင်ရိုးအပြင်ကိုဖုန်းတွေ laptop တွေမီဒီယာပစ္စည်းတွေနဲ့အသုံးပြုပြီးတော့သင်ကြားနည်းတွေကိုလည်းကျွန်တော်တို့ကဆောင်ရွက်ပေးနေပါတယ်။ဒါကြောင့်မို့လို့ကလေးတွေအတွက်ဆိုလို့ရှိရင်တော့နောက်နေကြံ့ကြာမှုမရှိဘဲနဲ့ research တွေသူတို့ရဲ့သင်နည်းအသစ်တွေကိုပေါ့နော်။ဘူတုဒအသစ်တွေကိုလွယ်ကူစွာရှာဖွေနိုင်ဖို့လည်းပဲသင်ကြားပေးနေတဲ့အတွက်ကြောင့်ကလေးတွေအတွက်သင်ယူမှုပို့ပြီးတော့တိုးတက်မြန်ဆန်စေတာပေါ့နော်။နောက်ဒါအပြင်ကိုဆရာမတို့အနေနဲ့ကလေးတွေရဲ့ကိုယ်ကာယကြံ့ခိုင်မှုအတွက်အားကစား club လေးတွေလည်းဖွဲ့ထားပေးတယ်ပြီးတော့ badminton club ဘောလုံး club fitness dance club တွေဖွဲ့ပြီးတော့အပတ်စဉ်လေးလာမှုတည်ယူမှုတွေလုပ်ပေးတယ်ကျန်းမာပျော်ရွှင်ပညာသင်နိုင်ဖို့အတွက်ပညာပေးဟောပြောပွဲတွေလုပ်ပေးသလိုပြီးလို့ရှိရင်ကာကွယ်ဆေးပေါ့နော်အခုဆရာမတို့ကျောင်းမှာဆိုရင်ကလေးတွေကိုကာကွယ်ဆေးတွေကိုဗစ်ကာကွယ်ဆေးတွေထိုးပေးတယ်ပြီးတော့အချိန်နဲ့လိုက်တန်ချဆေးတွေဗီတာမင် A အားဆေးတွေတိုက်ကျွေးပေးတဲ့လုပ်ငန်းတွေကိုလည်းပဲဆရာမတို့ကကျန်းမာရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်သလို sport day တွေသတ်မှတ်ပြီးတော့အားကစားနေ့တွေသတ်မှတ်ပြီးတော့အားကစားလုပ်ငန်းတွေကိုလည်းပဲအုပ်စုလိုက်ရှင်ပြိုင်တဲ့ team spirit တွေရရှိအောင်လို့ပေါ့အဲ့ဒါလေးတွေကိုလည်းဆရာမတို့အများအားဖော်ဆောင်ပေးနေပါတယ်ပြီးလို့ရှိရင်ဒီဌာနတွေနဲ့ပူးပေါင်းပြီးတော့ပေါ့ဥပမာပြန်ကြားရေးဌာနပြုလုပ်တဲ့ PA လိညံစံ PA လိပြိုင်ပွဲတွေကက်ဟုပြိုင်ပွဲတွေဒါမျိုးတွေကိုလည်းပဲလုပ်ပေးသလိုကျောင်းတွင်းပကြီးပြိုင်ပွဲစာစီစာကုန်းပြိုင်ပွဲဒါမျိုးတွေကိုလည်းပဲကြိုတင်လေ့ကျင့်သင်ကြားပြီးတော့မှပြိုင်ပွဲတွေလုပ်တဲ့စုချင်းချင်းနဲ့ဗတ်စုံထူးချွန်တဲ့ကလေးတွေဖြစ်အောင်လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်
ကျွန်တော်တို့ကလေးကအဲ့အကြောင်းပျော်တယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ကလေးပျော်ဆိုတာကတော့ဟိုကောင်းတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတာပေါ့နော် အခုဆိုလို့ရှိရင်ဟိုစားမေးတယ်သူနားမလဲတဲ့ဟာတွေကိုဆိုသူတေချာမေးပြီးတော့ပြန်လောက်တာတွေပါလေအဲ့လိုတွေတော့ရှိတယ် တက်ကြွလာတယ်ပေါ့နော်အဲ့လိုလူမှုဆက်ဆံရေးမှာရောအဲ့လိုပေါ့ပြီးတော့ဒီလိုတို့ကဒီမှာတငယ်ချင်းတွေပါစုပြီးတော့ယူကြီးချောင်းကတငယ်ချင်းတွေပါနဲ့သူပေါင်းရတယ်ပျော်တယ်သူပြောတော့အဲ့လိုအဓိကကလေးပျော်နေကျွန်တော်တို့ကပျော်တာပေါ့ 21ရာစုမှာဆိုလို့ရှိရင်ခလေးတွေအတွက် communication လို့ခေါ်တဲ့ပြောဆိုဆက်ဆံမှုတွေတယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံမှုတွေ collaboration လို့ခေါ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေ critical thinking and problem solving လို့ခေါ်တဲ့တွေးခေါ်ဆင်ခြင်ပြီးတော့ပြဿနာကိုအဖြေရှာတဲ့လုပ်ငန်းတွေ creativity လို့ခေါ်တဲ့ကိုယ်ပိုင်တည်ထွင်တဲ့လုပ်ငန်းတွေကိုလုပ်ပေးနေတဲ့အပြင် good citizenship လို့ခေါ်တဲ့နိုင်ငံသားကောင်းဖြစ်ဖို့အတွက်လည်းပြုစုပြောထောင်လေ့ကျင့်ပေးနေပါတယ် ဆိုရင်ကိုကွမ်ကဒီလိုပြောရဲဆိုရဲတာလည်းမရှိဘူးပေါ့နော်အခုနောက်ပိုင်းဆိုရင်စကားပြောဆိုစွမ်းရည်တွေ communication နဲ့ပေါင်းတင်ဆက်ဆက်ရည်တွေအပြင်ကိုတခြားစွမ်းရည်လည်းတူတက်လာတာကိုမြင်ရတယ် ဆရာဆရာမလည်းအဲ့လိုစာတင်တဲ့အခါမှာဆိုလို့ရှိရင်လည်းစာအကြောင်းတစ်ခုတည်းကိုပဲမတင်ဘူးအဲ့ငယ်ဘွားနေတင်ယူစရာကောင်းတဲ့ဖြစ်ပျက်တွေကိုလည်းပြန်ပြောပြပေးတယ်ပြီးတော့နာမည်ကြီးလူတွေရဲ့တမိုင်းဝင်တဲ့စကားတွေတို့တမိုင်းဝင်တဲ့ဖြစ်ရပ်တွေကိုပြန်ပြောပြပြီးတော့အမှအတူယူကြရဖြစ်တယ် communication ပိုင်းအနေနဲ့ဆိုရှင်ညီမကအဲ့လိုမျိုးလူကြားထဲမှာစကားတိတ်မပြောရဲဘူးလူကြောက်တက်တယ်ကိုပြောရမှာဆိုရှင်ဒါပေမဲ့ဒီလိုမျိုး communication ပိုင်းအနေနဲ့သင်ကြားပြီးရတဲ့ခါကျတော့ပြောရေးဆိုရဲရှိလာရဲ့အခုလိုမျိုးဒီပွဲရေးပိုင်းမှာဆိုလို့ရှိရင်လည်းလူကြားထဲထွက်ဖို့မကြောက်တော့ဘူးအဆင်ပြေလာတယ်ပေါ့နောက်တော့လည်းဒီ critical thinking ပိုင်းတွေပါ problem solving ပိုင်းတွေလည်းသင်ကြားရတဲ့အတွက်ကြောင့်မလို့တခုခုဖြစ်လာပြီဆိုလို့ရှိရင်ကိုကဘယ်လိုလှုပ်ဆောင်ရမလဲကြောက်လန့်မှုမရှိနေဘဲနဲ့ပေါ့နော်ဒီလိုတေးချာလေးလှုပ်ဆောင်လာနိုင်ပါတယ် project လောက်တာကြောင့်တကယ်ချင်းတွေနဲ့တူတူလုပ်ရတယ်အဲ့လိုမျိုးသိလာပါတော့တွေ့ကြုံလေးရလာတယ် ယူရီကျောင်းမှာပညာရေးဌာနကသင်ရိုးတွေအပြင်ကို extra curriculum အနေနဲ့ UK Maths UK English တွေကိုလည်းသင်ပေးနေပါတယ်ပြီးတော့ Singapore English Singapore Maths တွေလည်းသင်ပေးနေတဲ့အတွက်ကြောင့်မို့လို့ international ကျောင်းသားတွေနဲ့ need to ပေါ့အဲ့ဒီက app တွေဝယ်ပြီးတော့သင်ပေးတဲ့အတွက်ကြောင့်တကဘာလုံးဝကလေးတွေနဲ့ဒန်းတူသင်ချအင်္ဂလိပ်စာအခွင့်အရေးရရှိစေတယ်တိုးတက်စေတယ်နောက်ပြီးတော့ URI မှာဆိုလို့ရှိရင် World Education Level Education 2.00 ကနေပြီးတော့3.00 ရအောင်စ조사ပြီးတော့ပေါ်ဆောင်သင်ကြားနေတဲ့အတွက်ကြောင့်ကလေးတိုင်းတက်သင့်တယ်လို့ဆရာမကတော့အကြံပေးချင်ပါတယ်ရှင် အရင်တော့ဆိုရင်သူများဟိုတင်ချောက်ဒီကိုအရင်ကြောက်တက်တဲ့အချင်းရှိရပေါ့နော်တင်ချာပုတ်စာရေးမြင်နေဆိုရင်အဲ့လိုမတွက်ချင်လောက်အောင်ကိုမမြင်ချင်လောက်အဲ့လိုမုန်းမိခဲ့ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ဆရာဆရာမကြီးနဲ့အကူညီနဲ့အဲ့ဒီတင်ချာကြောက်စိတ်ကိုကောင်းမှုဖြည့်ရှင်းနိုင်ခဲ့တယ်ဟိုနောက်ပိုင်းဆိုရင်ကိုယ့်အတွက်အရာတော့အဆင်ပြေတယ်လို့ဖြစ်လာခဲ့တယ်အရင်ကျောင်းမှာတက်ခဲ့ချိန်မှာအင်္ဂလိပ်ပါလာရတဲ့အင်္ဂလိပ်ပါလာမှာအားနေတယ်ဒါပေမဲ့ဒီယူရီကျောင်းကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်အင်္ဂလိပ်ကကောင်းလာတဲ့ကိုနဲ့ပို့ပြီးတော့ကောင်းလာတယ်အရင်တော့ကျတော့တင်းချညင်းရတယ်ဒီကြောင်ရောက်လာကျတော့ဆရာဆရာမတွေရဲ့တင်ပြပေးမှုတွေကြောင့်တက်လာတယ်တော်လာတယ်အရင်တော့ကဆိုရင်တမီးကတင်ချပိုင်းအားနေပေါ့နော်တင်ချကိုကြောက်တယ်ဒါပေမဲ့ဒီယူရီကျောင်းကိုရောက်လာပြီးအခါကျတော့ဆရာဆရာမကြီးကတင်ချလေးရှင်းပြပြီးရဲ့အဲ့လိုကွာဒါလေးကိုမသိဘူးဆိုလို့ရှိရင်လည်းရေဝတ်မေးနိုင်တယ်ကွယ်အဲ့ရောတင်ချတပုတ်ကိုဖြည့်ရှင်းရမှာပျော်လာတယ်အဲ့လိုအရင်ကဆိုလို့ရှိရင်ကြောက်လန့်နေမိရဲ့ဒါပေမဲ့လည်းအခုဆိုရင်တင်ချတွက်ရမယ်ဆိုလို့ရှိရင်ပျော်ရွှင်လာရောနော်အဲ့တော့တမီးရဲ့ favorite subject လေးပါဖြစ်လာခဲ့ပါတယ်အခုကျမတို့ကျောင်းမှာဆိုရင်အခြေခံအလယ်တန်းအဆင့်ပေါ့ grade 9အထိဖွင့်လှစ်သင်ကြားနေပြီးတော့လာမယ့်စာသင်နှစ်ကျရင်တော့ grade 12အထိသင်ကြားပေးမှာဖြစ်ပါတယ်ကျမတို့ကျောင်းကတော့ဒီ
တင်ကြားတဲ့သင်ခန်းစာတွေအပြင်ကိုပေါ့နော် extra သင်ရိုးတွေတင်ကြားထားတဲ့အတွက်ကြောင့်မို့လို့ကလေးတွေက international standard နဲ့အညီသင်နိုင်ဖို့အခွင့်အလမ်းတွေရလာမယ်ပြီးလို့ရှိရင်သူတို့ရဲ့အခြေခံတွေကောင်းမွန်တဲ့အတွက်ကြောင့်မို့လို့သူတို့ရည်မှန်းထားတဲ့အနာဂတ်ရည်မှန်းချက်တွေပြေဝအောင်ကျမတို့ကျောင်းကနေပြီးတော့အများကြီးအထောက်အပံ့ပေးနိုင်တယ်ဖြစ်ပါတယ်နောက်ပြီးတော့နောက်ပိုင်းကြလို့ရှိရင်ယူရီကျောင်းကတက္ကသိုလ် grade 12 အောင်ပြီးလို့ရှိရင်ကိုရီးယားတက္ကသိုလ်ကိုဓာတ်ရိုက်တက်ရောက်နိုင်ခွင့်အတွက် MOU ထိုးနိုင်ဖို့အထိစ조사နေပါတယ်